ရေးကြည့်တာတို့ရဲ့တိုင်းပြည်စစ်သားသစ္စာဒိဋ္ဌာန်လေးချက်နဲ့အညီငါတို့နိုင်ငံအတွက်ဆက်လက်ရည်တည်ငါတို့ကစစ်သားတက်သမင်းကိုစားတက်ခဲမှကြည့်နိုင်ငံတော်ကိုသစ္စာရှိငါတို့ကစစ်သားရှေ့ထဲရောက်စစ်ပြီးအောင်ခွဲပြင်းအောင်လက်ဆိုင်ထူပါပြီငါတို့ကစစ်သားခေခွဲစရာမရှိမိသားစုကရေးကြည့်တာတို့ရဲ့တိုင်းပြည်စစ်သားဖြစ်ရတာငါရှိနဲ့စစ်ဝစစ်စုံပြင်းတဲ့ခန္ဓာအောင်ငါလည်းရက် online ဘောက်ကပေါက်ပြစစ်သားတွေဟဲ့ငါတို့တိုင်းပြည်ကိုလောက်ရက်တဲ့ဒေါ်လာတွေတွက်နေစစ်သားဆိုတာနိုင်ငံရဲ့တပ်ကိုဒါနာမထားဒါတော့မိုက်မိတဲ့ကောင်းတွေကောင်းလာလာစားကိုယ်ပိုင်ခံစားချက်တွေရှိတယ်ကိုဝါချထားအောင်မြင်မှုနဲ့တိုက်ရိုက်ချိုးအမေနာခံမှာငါတို့ရဲ့စက်ပနက်ကိုကူချီအယ်ဖီနဲ့မလဲနိုင်ငါတို့ရဲ့စံချမ်းကိုပီဇာစပိုက်စီမီနဲ့မလဲနိုင်ငါတို့ရဲ့လက်နက်ကိုဘာနဲ့ပြပြမလဲနိုင်တယ်မလို့ဆိုတော့ငါတို့အားလုံးရဲ့ဘက်ကဒီလိုအေးချမ်းသွားနေနိုင်မှုငါတို့ရဲ့ရှေ့ကရှင်းမယ်ကလေးတွေကြောင်းတက်ဖို့အနေနဲ့ရှိရင်ပြင်းမယ်စိတ်ချလက်ချအိမ်နိုင်ဖို့ငါတို့ရဲ့ရှေ့ကရှင်းမယ်အသက်ပေးရတယ်မြတ်တယ်တိုင်းပြည်ကိုကောင်းကိုရင်းနေအရှုံးကြီးကမတရားတမန်တရားကမမသမားတွေတော့တော့အနေတော့ပြီးမှာပါအရှုံးကြီးကမတရားတမန်တရားကမမအမားတွေတော့အနေတော့ပြီးရပါငါတို့ကစစ်သားသစ္စာဒိဋ္ဌာန်လေးချက်နဲ့ငါတို့နိုင်ငံအတွက်ဆက်လက်ရည်တည်ငါတို့ကစစ်သားသမင်းကိုစားတက်ခဲမှကြည့်နိုင်ငံတော်ကိုသစ္စာရှိငါတို့ကစစ်သားရှိတဲ့ရောက်ပြီးအောင်ဝဲပြင်းအောင်လက်ဆိုင်ထူပါပြီငါတို့ကစစ်သားဒီခွဲကြောင်ရှိမိသားစုကရေးကြည့်ငါတို့ရဲ့တိုင်းနိုင်ငံကိုမင်းနဲ့ကောင်းသိခြင်းပြငါလည်းကောင်းသိခြင်းမုံပြနဲ့တောက်စော်ပြီးအစောင်းမနေနဲ့ငါတို့ကအားလုံးကိုပေါင်းစည်းပြီးကောင်းသိခြင်းမင်းတို့ကပတ်ကိုနှိတ်ကိုပြီးမင်းတို့ပဲကောင်းသိခြင်းနိုင်ငံကိုကြည့်ရပြီးသားစုရဲ့တိုင်းပြည်ပြကိုရွေးနဲ့ကိုချိုးပဲကြည့်ပြီးဒီပါကိုရွေးချင်ဒီတော့ပြီးထွက်ပြေးမယ်မင်းတို့ပဲနှောက်နှောက်ပေးခဲ့ငါတို့ကအေးချမ်းဖို့အတွက်စစ်မြေပြင်ကိုရွေးချင်ကာဝယ်ခြင်းကသုတချင်းချက်ဒီရောက်တာပြတ်လို့ပြီးများအလုံးမများတာချရုံရင်မင်းဘဝကနာကမနိုင်ငံပြတ်တာမင်းမပြတ်နဲ့မီဒီယာမှာမြကစံဒီမာဒီမတရားဒီလာဒီဘာဖြစ်ဖြစ်တိုင်းကြည့်ရင်ကာဝယ်ရမည်ပင်လေရင်မျက်နှာပြည့်ပြည့်ကာဝယ်ထားပြီးမျက်နှာသိရှိဒီနေပြီးအောင်ဒီကျဲတော့တဲ့တော့ငယ်လားကောင်းကြီးမပြောင်းဝဲနေတဲ့ဒီတရေများအဒီကုန်တက်မှာအနီးပြောတဲ့ကြားကဘုံရက်ပါငါတို့ရဲ့ဒီတရေဘွားငါတို့ကစစ်သားသစ္စာဒိဋ္ဌာန်လေးချက်နဲ့ငါတို့နိုင်ငံအတွက်ဆက်လက်ကြိုက်ပြီး